买来张都还哎呦，这钱我打这钱，啊，花一点了烂。我来家长培养呢，如果表他那个嘞，多心了，我才能穿。我来家长不应该，这个立马的漏他的没法了，然后他们拍下去不要赔钱，哎，底下头啊，公农的穿什么？说咱那个阿路，安南他阿爸姑，是苦吧一个呀。အနန္တ၅ပါးရှိခိုးပြီးတဲ့နောက်ဒီကနေ့ဘုန်းကြီးတို့ရန်ကုန်မြို့ကမာရွတ်လှိုင်မြို့နယ်ပေါ့ကိုတွင်ကြောင်းတိုက်ဗုဒ္ဓသာသနာပြန့်ပွားရေးအသင်းကြီးကို1338ခုနှစ်ပြာသူလပြည်ကျော်6ရက်1989ခုဇန်နဝါရီလ9ရက်တနင်္ဂနွေနေ့တွင်တနင်္ဂနွေနေ့တွင်ဖွဲ့စည်းတည်ထောင်ခဲ့ပါလေ၎င်းအဖွဲ့ကြီးဖွဲ့ပြီးတဲ့နောက်ဘုန်းကြီးတို့ဗုဒ္ဓသာသနာပြန့်ပွားရေးအသင်းလို့ဆိုတော့ဗုဒ္ဓကဘုရားသာသနာဆိုတာတော့ပြိဿသိလောက်ပါသာသနာဆိုတာတချို့ကလေးတွေကဘုန်းကြီးတွေလည်းညှို့ထိုးပြတာမဟုတ်ဘူးဟဲ့ကလေးတို့မှတ်သွားကြလူကြီးတွေလည်းနောက်ကလေးတွေကမေးလိုက်မယ်သာသနာဆိုတာဘာလဲသိတဲ့လူကြီးတွေများကြပါတယ်ဒီထဲသာသနာဆိုတဲ့ပါဠိကထွက်လာတယ်သာသနာဆိုတာပါဠိမြန်မာလူပြန်တော့အထုံးအမဒါကြောင့်သာသနာပါဠိကထွက်လာတဲ့သာသနာမှုသာသနာဆိုတာဘာလဲမေးရင်အထုံးအမပါဗျာပိဋကကြီးသာသနာဆိုတာဘာတော့ဘုသူအဆုံးမလဲဗုဒ္ဓရဲ့အဆုံးမဘုသူအဆုံးမဗုဒ္ဓဆိုတာဘာပါလိမ့်ဘုရားဘာဖြစ်လို့ဘုရားခေါ်ပါလဲမဲလိုက်မဲ့နောက်ကလေးတွေကပြောပါကြီးဟာကောဘာတော့ဟာနေပေါင်းမြဖျားပြောနေတယ်ဘာပြုလို့ဖျားပြောတာဘာပြုလို့ဖျားခေါ်ရှားရှိတဲ့ကောင်လေးကွာမင်းဖျားပါဆိုတို့ဒီဖျားပေါ့ဟာဦးဒီဦးရောက်နဲ့ကလေးမျက်စိလဲဖျားကြောင့်ပြောမလို့ဘုဒ္ဓတိတိဘုဒ္ဓတိတက်လို့ဖျားခေါ်ပါတယ်ဗျာမြန်မာလူဘာဖြစ်လို့ဖျားခေါ်ပါလဲဘာတွေသိသစ္စာလေးပါးကိုသိဘာတွေသိသလဲသစ္စာလေးပါးကိုသိသစ္စာလေးပါးကဘယ်သူတွေလဲဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမဂ္ဂသစ္စာဒုက္ခဆင်းရဲတဲ့သစ္စာကအမှန်တရားဒုက္ခသစ္စာမြန်မာလူပြောတော့ဆင်းရဲတဲ့အမှန်တရားဘာတွေတော့ဒုက္ခသစ္စာဆိုတာသမုဒယသစ္စာသမုဒယဆိုတာကတရားကိုကောက်တော့လောဘကြလောဘမြန်မာလူပြန်တော့လုပတိတိလောဘလိုခြင်းတယ်အဲကြောင့်သမုဒယသစ္စာဆိုတာလိုခြင်းတာအမှန်ပါဗျာသမုဒယသစ္စာဆိုတာဘာလဲမဂ္ဂသစ္စာဆိုတာကလမ်းပြောင်းလမ်းမှန်ပါဗျာမဂ္ဂသစ္စာဆိုတာဘာမဂ္ဂဆိုတာခရီးလမ်းဟောတဲ့သစ္စာဆိုတာ
ဒီသောရသစ္စာဒီသောရကချုပ်သစ္စာကအမှန်ဒီသောရသစ္စာဆိုတာဘာလဲမေးရင်ချုပ်ငိမ့်ရအမှန်ပါဗျာဒီသောရသစ္စာဆိုတာဘာလဲဒါဖြင့်တရားနာပရိသတ်ကြီးခမည်းတော်ကျွတ်တို့ရလာတဲ့ခန္ဓာ၅ပါးသည်ဆင်းရဲဖို့ရတာလားချမ်းသာဖို့ရဒါဖြင့်ဒီခန္ဓာကြီးဒုက္ခသစ္စာခေါ်မလားဘာသစ္စာခေါ်မလို့ဆင်းရဲဘူးလားဒီခန္ဓာကြီးကြဆင်းရဲတယ်လို့ထင်ရလားအားထောင်လို့တော့ကောင်းပါနော်ပါဇက်ကထင်တယ်ပြောတော့ထင်တယ်ဟောတော့ထင်တယ်နာတာတော့ထင်တယ်စာကြည့်တော့ထင်တယ်ပြီးတော့အဲ့ဒီထင်ကပြောက်သွားဆင်းရဲတယ်လို့ဘယ်ချိန်ကြက်ထင်တော့ဆိုတော့ဆင်းရဲတဲ့သာဝတ်နေရခက်ခဲတဲ့အချိန်ဆောင်မှာထင်တတ်ချမ်းသာလာတဲ့အချိန်ကြတော့ဘာချမ်းသာတာတို့သားဖို့ရမပူရဘူးဝိဖို့ရမပူရဘူးအိပ်ဖို့ရမပူရဘူးနေဖို့ရမပူရဘူးအဲ့ဒီလိုဖြစ်လာတဲ့အချိန်ကြတော့ဒီဒုက္ခသစ္စာကိုဆင်းရဲတဲ့တရားလို့မြင်နိုင်တဲ့ဉာဏ်ကကြောက်သွားပြန်မှန်လားဘုန်းကြီးပြောတာဒါဖြင့်ဒီဒုက္ခသစ္စာခန္ဓာကိုယ်ကောင်ကြီးရလာတဲ့ခင်ဗျားတို့တို့ဆင်းရဲတဲ့တတ္တဝါတွေဟာဒီဆင်းရဲဒုက္ခဘယ်သူကြောင့်ရလာတာလဲလို့အကြောင်းရှာတော့သမုဒယသစ္စာလိုချင်မှုကြောင့်ရခင်ဗျားတို့တို့လိုချင်တဲ့လောဘခေါ်တဲ့သမုဒယသစ္စာကြောင့်ဆင်းရဲတဲ့တရားတွေရလာတယ်လိုချင်မှုခင်ဗျားတို့ကင်းမလားမကင်းသေးဘူးလားဒါဖြင့်ရှင်ဘုရားကောဆိုတော့ကျွတ်တော့ခင်ဗျားတို့တွေပို့လိုက်မယ်ရှင်ဘုန်းကြီးလောဘဒရင်စွန်းနဲ့အမျှတယ်ခင်ဗျားတို့ကနာမည်ပေးတယ်နဲ့ပေါ့ခင်ဗျားတို့တွေပို့လိုက်မယ်ဒီတော့ကောင်းပြီအဲ့ဒီကဲ့သို့ခင်ဗျားတို့တို့လိုချင်တဲ့လောဘရှိနေလို့လောဘဒီဟူသောသမုဒယအကြောင်းသစ္စာကြောင့်ဆင်းရဲဒီဟူသောဒုက္ခအကျိုးသစ္စာကြီးကိုရလာတယ်ဘုရားကိုယ်တော်မြတ်သည်ဆင်းရဲတာလည်းသိတယ်ဆင်းရဲတဲ့အကြောင်းတရားဖြစ်တဲ့သမုဒယသစ္စာလည်းသိထိုဒုက္ခသမုဒယတို့ရဲ့ချုပ်ရချုပ်ကြောင်းလမ်းကောင်းတစ်ခွဲဖြစ်တဲ့သမ္မာဒိဋ္ဌိအစသမ္မာသမာဓိအစုံမဲ့ခင်ရှိသွဲလမ်းကောင်းလမ်းမလည်းသိတော်မူလို့ဒီဒုက္ခသမုဒယတွေချုပ်ချင်တော်မူလို့လမ်းကောင်းလမ်းမမက်ကသစ္စာတရားထိုလမ်းမှန်ကြီးကိုဘုရားကိုယ်တော်မြတ်လိုက်ခဲ့လို့ဒီရောဓသစ္စာတဲ့မျက်မှောက်ပြုတယ်ဘုရားကိုယ်တော်မြတ်ကြီးခြုံငိမ့်သွားတယ်ဒုက္ခတွေမခြုံငိမ့်ဘူးလားဒုက္ခဖြစ်เสียဖြစ်တဲ့သမုဒယလည်းခြုံငိမ့်မသွားဘူးလားဒါတော့အဲ့ဒီသစ္စာ၄ပါးကိုသိတတ်လို့ဘုရားခေါ်တယ်ဒီလိုဆိုရင်ဟဲ့သစ္စာ၄ပါးကိုသိတန်းတာဘုရားဆိုရင်တို့လည်းသိတယ်ကွာလို့ဘုရားတွေပူပေါက်လာပါဘူးဒုက္ခသစ္စာဆင်းရဲတဲ့တရားတွေတို့သိတာပေါ့ကွာသမုဒယသစ္စာလည်းသိတယ်နိရောဓသစ္စာလည်းသိတယ်မဂ္ဂသစ္စာလည်းသိဒီသစ္စာ၄ပါးသိလို့သာဘုရားဆိုရင်ငါလည်းဘုရားကွာဟေးတို့လည်းဘုရားကွာဟောဘုရားတွေမှုပေါက်လာမှဆိုရတယ်မှုမပေါက်အောင်ဝိသေသနာမှာပုဂ္ဂလေးကသဗ္ဗဓမေဘုဇ္ဇတိတိဘုရားတော်ယုံလျော်ယုံသိတယ်ဘုရားမဟုတ်ပါဘူးတဲ့အလုံးစုံသောတရားတွေကိုအကျွင်းအကြံမရှိကုံစင်အောင်ကန်းကုန်လန်းကုန်သိတော်မူတဲ့မြတ်စွာဘုရားယေသာကြီးတို့ဘုရားကတော်ယုံလျော်ယုံသိတာလားကန်းကုန်လန်းကုန်သိတာအဲ့ဒီကန်းကုန်လန်းကုန်သိတော်မူတဲ့မြတ်စွာဘုရားရဲ့အဆုံးအမကိုသာသနာခေါ်တယ်အဲ့ဒီဘုရားအဆုံးအမစကားတော်တွေတရားတော်တွေပျောက်ပြက်မသွားအောင်ပြန့်ပွားပါစေလို့ဆိုပြီးတော့ဗုဒ္ဓသာသနာပြန့်ပွားရေးအသင်းကြီးလို့ဖွဲ့လိုက်မနာခြင်းရင်သာရှိရမယ်တရားပွဲကျင့်ပတဲ့ပုဂ္ဂိုလ်တွေကတရားပွဲကြီးတွေကျင့်ပပေးတယ်စီစီကားကားကြီးနဲ့ကျိုးစားပြီးတော့နာကြစမ်းပါဘယ်ဆရာတော်ဟောဘုန်းကြီးတို့တရားကတော့အပြင်းပြေတရားလို့မှတ်ပါ
ဘာဖြစ်လို့တော့နိုင်ငံကျော်တက်ထားပေမဲ့ကျုပ်ကဘလုံးစုပ်သွေးကြော်ကိုတောင်ရောက်မြောက်ရောက်လို့အောင်းမိပါရောင်လဲရောက်တာပဲကိုတကယ်အထီးအနှစ်ပြည့်ပြည့်ဝဝနဲ့ဟောကြားတော်မူတဲ့အိန္ဒိယရှိရှိဆရာတော်တွေရဲ့တရားကိုကြိုးစားနာပြီးတော့ကြိုးစားလည်းမှတ်ကြအောင်ရည်ရတာလောက်နဲ့အပြင်းပြေတာလောက်နဲ့တချင်းနားထောင်ရတာလောက်နဲ့ငိုချင်းလေးနှစ်သက်တာလောက်နဲ့လေအချိန်ကုန်မနေကြနဲ့ဓမ္မဂတိကတဲ့ကျုပ်ကအောက်ပိတ်ဆုံးဓမ္မဂတိကလေကတိခင်ဗျားတို့ကိုလေကားတက်ပေးတယ်ဘုန်းကြီးဘေးသားကြီးအိမ်တအိမ်နှစ်ထပ်အိမ်ဆောက်တဲ့အချိန်ခါမှာလေကားမပါဘဲနဲ့အပေါ်ရက်တက်လို့ရပါဘယ်ကနင်းတက်ရနင်းတက်ပြီးအပေါ်ရက်မသွားဘူးလားအပေါ်ရက်တက်ချင်တော့နင်းပြီးလေကားကြီးခင်ဗျားတို့ပြည့်ထားပြီးအပေါ်ဓာတ်ပဲတက်သွားတာပါအောက်ပြန်ဆင်းကျင်တော့ကောဘယ်ပေါ်ကနင်းဆင်းရလေကားပေါ်ကနင်းဆင်းပြီးတော့အောက်ကိုလိုချင်တဲ့ဌာနသွားတာပါလေကားဆိုတာနင်းတက်ယုံလေးပဲပြိဿအထက်တက်ချင်တဲ့နင်းတက်သွားအောက်ထပ်ဆင်းချင်တဲ့နင်းဆင်းသွားကျုပ်ကအဲ့ဒီလေကားခင်ဗျားတို့လေကားတက်ပြီးတကယ်ဝိပဿနာအဆင့်မြင့်နဲ့တကယ်မက်ပေါက်ဖို့ဝင်တရားတွေကိုနာခြင်းစိတ်ကလေးတွေပေါ်လာအောင်တရားနာတတ်တဲ့နာကလေးတွေဖြစ်လာအောင်ထွဲခေါ်ရကျန်ဒီကံတရားပွဲကလေးတွေအိမ်ဆောင်ထားလို့မရဒီဘုန်းကြီးတရားနာရတာမဆိုးဘူးပါကြီးစရာလေးတွေလည်းပါတယ်ပြင်းဘူးกว่าမမင်းတစ်ခါတော့ချင်းလေးရဆိုလိုက်သေးဗျာအနောက်ပိုင်းငိုချင်းချတော့မင်းငါမျက်ရည်ကိုဝိုင်းလာတာဗျာလာခြင်းအောင်ထွဲခေါ်ရသာမတတ်တဲ့မိမတွေကျုပ်တရားနာလို့ရလူပြိန်းတွေကျုပ်တရားနာလို့ရဘာသာမရွေးဘူးတချို့ကလမကြီးတွေဟောဒီနားမှာအကွင်းကြီးတွေတွဲလောင်းကြီးတွေပါတယ်ကျုပ်တရားပွဲသုံးအောင်နာတာကျုပ်တရားပွဲကနောက်ပေါက်ဖော်ကြီးတွေဆိုတာတလုတ်ကြီးတွေတရုတ်ကြီးတွေကျုပ်ကတရုတ်ဘုန်းကြီးတရုတ်တွေနဲ့ကျုပ်နဲ့ကအမတန်အဆက်တဲ့ဘယ်ရောက်ကျုပ်တရားပွဲမှာတရုတ်တွေများစွာလူတယ်မြင်းညာတော့ကဥကိစံဆိုတဲ့တရုတ်အစ်စ်ကြီးအရက်တောက်တဲ့ယူထားတာဗမာမမညွန့်နဲ့ဗမာမယူထားပြီးတော့အရက်တွေတောက်နောက်ကျုပ်တရားအင်္ဂုလိမာလာဇတ်ထုတ်ပြီးသူဆယ်ချိန်လောက်နားထောင်တာတောင်သဘောမပေါက်နားထောင်ဟုတ်ဆယ်ချိန်လောက်နားထောင်တာသဘောမပေါက်တော့ခဏသူမိမကိုမေးတယ်သူမိမကဘာသာပြန်ပြအဲ့ဒါအတော်လေးသဘောပေါက်သွားတယ်လက်ညှိုးတွေထောင်ပေါင်းများစွာဖြတ်ပြီးတော့လူတွေတတ်တဲ့အင်္ဂုလိမာလာတောင်ကျွတ်တန်းဝင်သေးရင်ကိစံနဲ့မင်းအရက်တောက်တာဘာလို့မဖြတ်နိုင်ရပါလို့နိုင်ရှင်ချက်ကလေးသူအတုယူလားအတုယူပြီးတော့ကျုပ်တရားတိတ်ခွေတွေအများကြီးဖွင့်နောက်ကျုပ်ကိုသာသနာပိတ်မှန်တခန်းတွက်900ကျပ်ကြီးအိမ်ပင့်ရေသက်ချလူထုံးကတ်ဘုန်းကြီးဘာဟင်းနဲ့သားမလဲတဲ့သူကငမန်းတောင်ဟင်းကျူချက်ထားတာတစ်ခွက်ထဲ90ကိုကျုပ်ကလည်းကျုပ်ကြိုက်တာကျုပ်ပြောလိုက်တယ်မလွတ်အောင်ရှင်ရဟင်းကောင်းနဲ့ငရုတ်ပြီးမီးတင်ပြီးထောင်းစီနိုင်ဆန်းပါလို့ကောင်းတဲ့ဟင်းတွေလည်းတစ်ခွက်မှမကြံစီနဲ့လို့နှစ်ဖက်ရပြောရဒါကြောင့်ငရုတ်သီးတောင်းနဲ့ချင်းမောင်ဟင်းကြီးလှုပ်ထားဘယ်နဲ့လှုပ်ဒီတော့ကဘုန်းကြီးတို့ကအဲ့ဒီချင်းမောင်ဟင်းအပြောမှားလို့5ပါးမှောက်ရောထွက်ပြေးရကျောင်းမကြီးတော်မွေးအောင်ကျောင်းရောက်သွားတယ်ကျောင်းမကြီးကျောင်းကလည်းဘုန်းကြီးမမြဲဘူးဘုန်းကြီးမမြဲတော့ဒကမကြီးတဲ့ကျုပ်ကတော့ချင်းမောင်ဟင်းစားရပြီးတာစကားကလွန်ထားတယ်နှုတ်မရချင်းမောင်ဟင်းကြီးကတ်တော့ဘုန်းကြီးကြာတော့ပါဇက်ထဲခေါင်းလျှော်ရည်ဆိုနန်းလာချင်းမောင်ရွက်ကလည်းပုတ်ကြီးနဲ့တည်ထားတဲ့ကျောင်းမကြီးကအဲ့ဒါပုတ်ကြီးနဲ့တည်ထားတဲ့ကျောင်းမကြီးကျောင်းနောက်ကျောင်းမကြီးအိမ်မီးလောင်ရောမီးလောင်တော့
ဘုန်းကြီးဖျက်ကိုရင်လေးတစ်ပါးကကျောင်းမကြီးတော်မွေးအုပ်အိမ်မီးလောင်တာကုန်ပြီဗျဟေးဒုက္ခပါပဲကွာခဏနေသားမဟုတ်ချင်းမောင်းပုတ်ကြီးမြောင်းပါသွားသေးတယ်ချင်းမောင်းပုတ်ကြီးလည်းပါသွားတဲ့ဗျကျောင်းအမကြီးအိမ်မီးလောင်လို့တော့ဝမ်းနေတာပေါ့ချင်းမောင်းပုတ်ပါလို့ဝမ်းသာသူကနှစ်ဖက်ရဖြစ်ဝမ်းနေရမှလားဝမ်းသာရမှလားမိသိန်းကြီးဆိုသလိုဇကားခါကြရုပ်ရှင်ဇကားတွေလည်းပေါ်ရတဲ့နာမနောက်ကျောင်းမကြီးကျောင်းရောက်လာဒကမကြီးကျောင်းမီးလောင်နေဆိုတမဗျာဒကမကြီးအိမ်မီးလောင်နေဆိုပဲနဲ့ကျောင်းကိုညတို့လည်းရနာထောင်းတာဒကမကြီးအိမ်မီးလောင်နေဆိုတမလောင်နေဗျာကုန်လောင်လာဒကမကြီးတမအကုန်လောင်တာဗျာဟိုချင်းမောင်းပုတ်ကြီးပါသွားပြီကျောင်းမကြီးကရှောက်တယ်ဗျာတဲ့ချင်းမောင်းပုတ်လည်းပါသွားတာပေါ့တဲ့ဒါပေသည်ချင်းမောင်ပုတ်ပါသွားလို့အရှင်ဘုရားစိတ်မငယ်ပါနဲ့တဲ့အရှင်ဘုရားအတွက်ချင်းမောင်ခင်းတစ်ခင်းလုံးရှိပါသေးပြီးရောမဖြစ်ဘူးဟာဆိုပြီးဘုန်းကြီးလစ်တော့တာလစ်ပြီးတော့လူကြုံမှားလိုက်ချင်းမောင်ခင်းတုံးရင်ပြန်ခဲ့မယ်အကြောင်းပေါ့ခရီးကြုံငွေအောင်ကိုပြောလိုက်ပါရွှေချင်းမောင်တုံးကမကမောင်ဖုံးပြန်ခဲ့မယ်ချင်းမောင်ခင်းကြီးတုံးရင်တော့ပြန်ခဲ့မယ်ဒါကြောင့်ကျုပ်ကတရုတ်ကြီးဥပ္ပိသံကိုချင်းမောင်ခင်းရောငရုတ်ကြီးတောင်ရောကောင်းတာလဲတစ်ခွက်မှမကြံစီနဲ့ဆိုတော့ကျုပ်ကတော့မလွတ်အောင်ပြောရတရုတ်ကနည်းနည်းစိတ်ဆိုးသွားစိတ်ဆိုးရောပေါ့ဟင်းကောင်းကောင်းချက်ထားတာချင်းမောင်ခင်းငရုတ်ကြီးတောင်ဆိုတော့လှောင်ရမလားလို့သူလိုလဲသိမပြောတတ်ဘူးတရုတ်ကရှာအလုံးလုံးရှာပြုတ်ကြမှာဆိုရဟောကြီးအားကြီးမကောင်းဘူးလားတဲ့တရုတ်ငမတော့ဟင်းကျိုချက်ထားတယ်လို့တစ်ခွက်ထဲ9ရှက်ပေးရတယ်လို့လဲ9ရှက်တယ်ရတော့ကျုပ်မျက်စိလဲလားမကောင်းတာတွေပူလာစက်တာတွေအားကြီးစားခြင်းလဲလို့လဲအကောင်တော့ပိုးကောင်းလဲမလို့လဲသူကပြောရင်ဘိုင်းနေကြီးတော့ပိုးသိပ်ဆိုးတော့တရုတ်ကြီးပိုးမပီတော့မပီလေရီလေစိတ်ဆိုးလေမပီလေဖြစ်ကိုနောက်ကြောင့်မှသူမိမကပြောတယ်မဟုတ်ဘူးတဲ့ဘုန်းကြီးကအေးရေးပြက်လို့ရှင်ရည်ဟင်းကောင်းချက်ကောင်းတာတွေလည်းတစ်ခွက်မှမကြံစီနဲ့လို့ပြောတာတဲ့အဲ့ဒီကြောင့်တရုတ်ကြီးစိတ်ကြည်နဲ့ဒါကြောင့်ကျုပ်တရားကလေတရုတ်အစ်စ်ကြီးတွေလည်းတရားနာကလားတွေလည်းတရားဝဲကိုရောက်ရှမ်းကချင်ကရင်အစုံရောက်ခရစ်ယာန်တွေတရားဝဲလာနာ30မှာပြင်တယ်တရုတ်2ယောက်ခရစ်ယာန်1ယောက်ဟော3ယောက်ပေါင်းပြင်တယ်တရားဝဲ3ယောက်ဒီလိုတရားနာကြတယ်ဒါကြောင့်ကျုပ်တရားကလူပေါင်းစုံအကုန်ပြုံဆွဲရတဲ့တရားမို့နိုင်ငံကျော်ဆိုတော်လည်းပဲဘလုံးရှုပ်သွေးကျော်မြို့ဒါပေမဲ့ကျုပ်တက်ပေးတဲ့လှေကားလေးနဲ့တက်ကြပါအထက်ထမြင့်တရားတွေကိုနာလိုတဲ့ပုဂ္ဂိုလ်များကျုပ်တက်ပေးတဲ့လှေကားလေးကျုပ်ကိုလှေကားတစ်ဖွဲအောင်မေ့ပြီးကျုပ်အပေါ်ကနင်းတက်သွားကြလှေကားဆိုတာနင်းယုံနင်းတာပါခမည်းတော်အထက်တက်သွားတော့လေကျုပ်ထားပြခဲ့မှာပါတပြေလုံးကြံဒီကံသချင်းဆိုတယ်ကြံဒီကံတရားနာထောင်လိုက်ငိုချင်းချနေတာပါကွာလို့ကျုပ်အပေါ်တောင်းတင်းနေတော့လေဒီစကားသားနေများကြားလာတော့တို့အစကတော့အပြင်းပြေလို့သချင်းဆိုတာအဟုတ်မှတ်ပြီးသွားနားထောင်တာဆန်တော့ဘူးဟေးနည်းနည်းလေးနားရှက်လာပါဟာဝိပဿနာလိုင်းပြောင်းမှဟာဆိုပြီးတော့ကျုပ်လေကားမှုနင်းယုံနင်းပြီးတော့ပြစ်ထားပြီးအထက်တက်သွားကြပါဗျာလို့ဒီလိုပဲတိုက်တွန်းရဒါကြောင့်တရားနာပိဋကလှေကထစ်ပါဓမ္မကတိကတဲ့အောက်ပိတ်ဆုံးလူများလူစည်းနေတယ်ဆိုတာကောင်းလို့မထင်နဲ့နားလေလို့နော်ဒါကြောင့်နားလေအောင်ပဲကျုပ်ဟောရပါလိမ့်မယ်လို့သဘောပေါက်ရလားဘုန်းကြီးပြောတာဘယ်နားလေအောင်ကြိုးစားပြီးတော့သာနာကြပါလို့ဘုန်းကြီးတိုက်တွန်းရပါလေဒီတော့အခုဘုန်းကြီးပြောနေတဲ့သာသနာကိုပြောနေဘုရားအဆုံးမအဲ့ဒီသာသနာကိုနည်းနည်းလေးပြန်ဆက်နားလေအောင်
Tava Babata Karanan Kutala Zuba Dambara Ta Sita Pario Davana E Tang Bodana Dadana Bali Yamalubio Tava Babata Karana Bali Yamalubio Magauna Rimalubane Shinshili Market let the chance shoot her Kutala Zuba Dambara Bali Yamalubio Gauna Rigo Loba Yedo Mazipo Ta Sita Pario Davana Mimi Seko Sinje on Tava Tongu Cái số gì gian đâu cả lệ chỗ bị đó mà con đã rồi cũng mà lâu cả nè con đã rồi cũng lâu cả mimi say của tiên chế ông thà và cái này cool đấy tiền biểu gì sao mà cái này baoအဲ့ဒါဖျားဆုံးမတဲ့အကျဉ်းချုပ်သာသနာလို့မှတ်သွားစမ်းဖျားတဆူတဲ့ဟောတဲ့အကျဉ်းချုပ်သာသနာလားမဟုတ်ဘူးအေတံဗုဒ္ဓနာသာသနာခင်္ဂဝါလို့သဲစုမကပွင့်တော်မူတဲ့ဖျားရှင်ကိုရောမြတ်တိုင်းဆုံးမသွားတဲ့အဆုံးအမပါတဲ့သုံးပါဘယ်နှပါတော့ပြန်ပြောကြည့်စမ်းပါမမိဗလားဒါကိုကျွတ်တို့ကရိုးရိုးဟောသွားမယ်ပေါ့ဘာပပတာအကရဏဆိုတာမကောင်းတဲ့အလုပ်တွေကိုရှောင်ကျဉ်ညာကုသလသုဖသံဗရာဆိုတာကကုသိုလ်တရားတွေနဲ့ပြည့်စုံရမယ်သာစိတ်တပရိယောဓပနဆိုတာမိမိစိတ်ကလေးကိုစင်ကြယ်အောင်ထားကြပိဋကကြီးမှတ်သွားကြခမရတို့ပြန်မမေးပဲနဲ့ဒီတိုင်းဟောသွားသုတန်နာပါလို့တော့ကြားလိုက်ရပါရဲ့နာဥပလက်ခိတံအိမ်ရောက်အောင်မှတ်မိမလားဆိုတော့တရားပွဲတဲ့ရင်ပြောင်းနော်တရားပွဲတဲ့ရင်ဂုံရောအဲ့ဒီလိုဂုံသွားမှာကိုအကုန်မခံရင်လို့ကြံဒီကံတရားပွဲရောက်လာရင်တပွဲဆိုသလောက်ယူမသွားတာတော့ခမရတို့ရဲ့အပြည့်ပဲတုတ်ကတော့အိမ်ပါအောင်ထည့်ပေးလိုက်ပြီဒီငါဝါလူသဲစုမကပွင့်တော်မူတဲ့ဘုရားရှင်ကိုတော်မြတ်တိုင်းဆုံးမတော်မူတဲ့သာသနာဆိုတာမကောင်းတာတွေမလုပ်ပါနဲ့ကောင်းတာတွေလုပ်ပါမိမိစိတ်ဆင်ခြင်အောင်ထားပါပါလောက်ဟုလားအိမ်ထီအောင်ပါဆိုမှတ်လဲမှတ်သွားရတယ်လမ်းသွားရင်လည်းတရားပွဲကပြန်ရင်လည်းတယောက်နဲ့တယောက်ပြောသွားရတယ်ဘုန်းကြီးဟောတဲ့ဘုရားရှင်ကိုတော်မြတ်တိုင်းဆုံးမတဲ့သာသနာကသုံးခုဘယ်သူလဲခေတယောက်နဲ့တယောက်မဲမကောင်းတာတွေမလုပ်ပါနဲ့ကောင်းတာတွေလုပ်ပါမိမိစိတ်ဆင်ခြင်အောင်ထားပါတဲ့တယောက်နဲ့တယောက်ပြောသွားရင်မေ့ပါကောင်းတဲ့အတန်လေးတွေထွက်တော့လဲခမည်းတော်ဟန်ကလေးတွေမကောင်းဘူးလားပြိဿဩတရားပွဲကပြန်လာကြတာဟဲ့ဟောတဲ့တရားတွေကိုပြန်ပြီးတယောက်နဲ့တယောက်ဆွေးနွေးသွားကြတယ်မေးမြန်းသွားကြတယ်ဖြေသွားကြတယ်တရားပွဲကပြန်လာတာဟဲ့တို့မနာနိုင်ပေမဲ့သူတို့တရားပွဲသွားကြတယ်သာဓုခေါ်ဘူးလားသာဓုတရားသံထွက်လို့လားရုပ်ရှင်သံထွက်လို့တရားပွဲကလည်းပြန်သေးရဲ့ခင်သန်းလူကြီးကဇက်ကားထက်မရိုက်တော့ဝင်းဦးကြီးဘာဇက်ကားအစ်စ်ထွက်စွန်တေးကြီးကလည်းဇက်ထဲလိုက်နေချို့ချစ်တဲ့ဘယ်နဲ့နေသလားဘယ်သူနဲ့လားမသိပါဘူးတော့ဟေးမတော်တရားပွဲကပြန်ပြီးအဲ့ဓာတွေပြောသွားမယ်ဆိုရင်ကိုကဟန်ပြက်သည့်အတွက်ပြိဿကြီးဘေးလူတွေဘေးအိမ်တွေကကြားရင်သာဓုခေါ်ပါဘယ်ခေါ်လိုက်နုတရားပွဲကပြန်လာတော့ရုပ်ရှင်ကပြန်လာကြလို့ဟန်မကောင်းလို့ဒါကြောင့်အတန်ကောင်းမှဟန်ကောင်းတဲ့ဟန်ကိုဖို့တဲ့ဟန်မစုဖို့တော့ပြိဿကြီးမှန်ကြတော့မှန်ကသူများဖို့ထားလိုက်ဟန်ကကိုအတွက်ဟန်ကောင်းမှပြောရအောင်ဟောဒီဟန်အကြောင်းလေးချက်လိုက်ဟန်ကိုဖို့ဆိုတာလေးနည်းနည်းလေးသဘောပေါက်အောင်ရှေ့တုန်းကကျွတ်တို့မြစ်စိတ်အနီးမှာရွာတရွာရှိတယ်ပြိဿ
Kalima lady Yankala, Mima view as well. Lubuzada, Kanyashado, a woman couple. Tame any Macaf, and a Doka young need a Mima view. Shane Tabido, Miba Yaga, take no cut higher. Oh, the usually a woman when appeared to us was Roga, Rupo, men, they said Rupo, men. You come near Shayoman, Macatchim, when it take no cut higher. Canada night jaro. The Yana break that ye. Play Rosa Leogal, play in it. You say young. We got a don't swing a pian. Mayma got a family fire chalo. You cover it all, not a military and you juba. Amale Nima Masana, Tamiji Masana, look at Java. Tamie, the yoga, you don't when we can't be dog Google Melo. Hayari Miazon, a Google Melo, not the medium of Japa. Ye von cha pi mu san cha do three won ka lu yaw ka do ba do mo o do ba pyu lo ngo da le khya nga thami le kwe lu pyu sa tha lo awu ma ka bu ba chan ne the thai dou khat ya a do chan lo ku me di do tangye chin ka let kuat pi do de ka ne ba aw kwa mينဘာပညာတတ်လို့ခုဟိုတန်ကြီးစမ်းမှာပါမင်းခံကိုဝေသုံးပြတ်နေတာမင်းတန်ကြီးစမ်းခံရေးကြည့်တော့ကျွန်တော်ခုမဲ့ခင်ဗျပေါင်ရဲတဲ့ဖြစ်ပါမလားတဲ့ဆရာကြီးစုံနှပါပြီငွေလဲကုန်နှပါပြီကွယ်အော်တင်မဲ့တော့မပြောင်းရင်တပြားမှမပေးနဲ့ကြောက်မှပေးကျွန်တော်စကားသာတော်နားထောင်ကဲပြောပါမအောင်ရင်တော်ဟိုပြန်ရောက်သွားလို့ရှိရင်ရွာထဲကိုကြီးညာလိုက်နောက်ကဆရာလာလိုက်မယ်ဒီကနေ့ပညာပဲနဲ့ဆရာနဲ့အပြိုင်တည်းဆိုတာရွာထဲကြီးညာလိုက်ကြီးညာပြီးတော့တော်တို့ရွာထဲကလူတွေအကုန်လုံးဆန်းလောက်အောင်ခြံကြီးတစ်ခြံခတ်နိုင်မှာမလားပတ်ဆန်းရှိပါတယ်ကွယ်တဲ့တို့ရွာထဲတော့တို့တစ်သေးပါဘူးငါကုန်လုံးတတ်နိုင်ပါတယ်ကဲဒါဖြင့်တော်အဲ့ဒီတိုင်းကစီမံထားလိုက်ကျွန်တော်လာခဲ့တော်သမီးကိုအဲ့ဒီထဲထားပါဝင်ပေါက်ထွက်ပေါက်ဟာနှစ်ပေါက်မထားနဲ့တစ်ပေါက်ထဲထားတော့ကောင်းပါပြီမောင်ကြီးတော်ကျွန်တော်မှားလိုက်မပြောင်းရင်တပြားမှမပေးနဲ့နော်အေးကောင်းပါပြီကောင်းပါပြီကဲတော်ပြန်တော့ကျွန်တော်တို့လာခဲ့တငယ်ချင်းကလက်ကုပ်ပြီးတော့ဟေးကောင်နေမင်းဘာတက်လို့တာနေသားမှာကွာဟန်ကိုမင်းငွေသုံးပြတ်နေပါတယ်ဆိုမှမင်းကွာပြေးပေါက်မှားနေပါဦးဟောမင်းတော်ကြကြမှာမင်းငါအကြောင်းသိလိသေးလုံးအောင်မဲ့ဆိုသေးလုံးကလည်းထူးထူးဆန်းဆန်းမဟုတ်ပါဘူးပါလာတဲ့အုံဒီကဲလေးတွေအမှုန့်ကျိတ်ပြီးတော့မြစ်စိတ်ကရွှွန့်နေတဲ့ကောက်လုံးတာအနူကြီးသုံးလုံးသေးလုံးကသေးသေးပဲကျွတ်လက်သီးသုံးလောက်ရှိသူများသေးကောင်းတော့တန်းကောင်းတယ်သူကလက်သီးသုံးလောက်အဲ့ဒီသေးလုံးကြီးသုံးလုံးလုံးနောက်လွယ်ထဲနေလေးလှမ်းလို့ဖန့်လောက်တော့မှကျမတငယ်ချင်းသွားစုဘာမလိုက်ရဲပါဘူးမောင်ညာအဲကဟန်ကောင်းမှုအရေးကြီးတယ်ကွာဟန်ကိုကျမမင်းကဒီလွယ်အိတ်လွယ်လိုက်ခဲ့ဟိုကြရင်မင်းကိုငါကတပည့်လို့ခေါ်မမင်းကငါ့ကိုဆရာလို့ခေါ်လိုက်ပါဘူးမင်းကဘာတတ်လို့မင်းကဟုတ်ခဲ့တယ်မင်းငွေ900သုံးရမယ်ကွာမပြောင်းရင်တော့တပြားမှရမှာမဟုတ်ဘူးဒါပတိငါဟန်နဲ့ခုကဲတငယ်ချင်းလာပါကွာလိုက်ခဲ့မင်းဟိုကြငါဆရာကွာကဲကောင်းပါပြီမောင်ရအကင်သွားပါအမကြငါနောက်ကနေတဲ့လူပြေးဖို့လွယ်ပါလွယ်ကြီးလွယ်ပြီးလိုက်သွားဆရာလာလိုက်မတဲ့ပညာသည်နဲ့အပြိုင်ဆိုတော့ရွာထဲကလူတွေအကုန်လုံးတရားနာပိဿဟောခြံနေရောက်ကြကြည်ချင်ညာလွန်းလို့ပညာပြိုင်နေပွဲလို့ဒီကဆရာကရောက်သွားတော်ဟောဆရာလာပြီဆိုအပေါက်ကထွက်ကြည့်ဆရာလှုပ်တဲ့လူကတကားပေါက်ကရပြီးတော့ဝင်ပေါက်ထွက်ပေါက်တစ်ပေါက်ချင်းရှိတဲ့နေရာကနေပြီးတော့ဝင်ပေါက်ထွက်ပေါက်နေရာကကြည့်ပရိသတ်ကိုအကုန်လုံးသူရှောင်းလှည့်ပတ်ပြီးတော့စက်ကလေးလဲပြီးမျက်လုံးလေးနဲ့ဝစ်ဝိုက်ပြီးအကုန်ကြည့်
ကြည့်ပြီးတော့မှတော့ဗျာပါတယ်တော့ရဲ့ပါတယ်ဒီထဲမှာတော့သမီးပြောက်ရကိုယ်ကြသေးတာပေါ့ဗျာပါတယ်ဒီထဲမှာဒါနဲ့တရားနာပြိဿတပည့်တဲ့ကြာတငယ်ချင်းလုံလို့ကတဲ့ကြာသေးလုံးပြီပြောပါဗျာသေးလုံးသုံးလုံးနှလုံးထုတ်ပြီလားဘယ်ဘက်လက်ထဲနှလုံးကညာဘက်လက်ထဲတစ်လုံးကတော့ဒီမှာကျွန်တော်သေးလုံးကြည့်သူများကဆေးကောင်းတော့တန်ကောင်းလက်သီးစုပ်လောက်ဆေးလုံးကန်လို့အံ့ဩကြမယ်ဟောကျွန်တော်ဆေးလုံးတံမြညာဆေးလုံးမမှတ်ပါနဲ့သာထာမန္တရားတွေစုပ်ပြီးအနှစ်အလတ်အရရကနေပြီးတော့စုခဲ့ရတဲ့ဆေးလုံးဘယ်ဟုတ်မလဲခုနကမှလုံးလာဟာငါကောင်းကျွန်တော်ဆေးလုံးနဲ့လာထုလိုက်ရင်အထုခံရတဲ့လူကအယောတခြားသားတခြားဖြစ်ရတော့ကျွန်တော်ပြိုင်တော့မတော့ကောင်းပါပြီဆရာကြီးထွက်မဆိုင်သူထွက်တယောက်ချင်းထွက်မဆိုင်သူထွက်တော့ကျွန်တော်ဆင်းလုံးကလေထူလိုက်ရရင်အယိုးတခြားသားတခြားဖြစ်ရတချို့ဘွားကြီးတွေဘိုးကြီးတွေများကုန်းနဲ့ကျက်သိမ်းထားတာနဲ့ထွက်ဘယာငါများထူလိုက်မှလားကွာအချို့ဘွားကြီးတွေကလည်းကြောက်မလဲတော့သူဟာကအယိုးတခြားကသားတခြားအဖွားကြီးတွေကလည်းလန့်ဟောလိုက်ကြတာဖះနဲ့သူကပြောထားတာကလည်းအတော်ရှင်းတယ်မဆိုင်သူထွက်လိုက်ကြတာပြိဿကြီးတကယ်ကလေးမလေးလှုပ်ထားတဲ့မိန်းမကဆန်ကောင်းသမင်ဖာယာကြီးနဲ့တယောက်သေးပြန်အဲ့ဒီကြတော့အကုန်လုံးနဲ့ထွက်သွားတယ်တော့တကားပိတ်ပိတ်လိုက်ပြီတကားလက်ဖွဲ့နဲ့မှဖမ်းတာမဟုတ်ဘူးနော်ဒေချာနာထောင်ကြည့်ဦးဘယ်သေးတွေမှတိုက်ဖမ်းတာမဟုတ်ဘူးခြံပိတ်ဖမ်းတော့တကားပိတ်ခိုင်းပြီးတော့မှအဲ့ဒီမိန်းမနာသွားမိန်းမယုတ်နင်းညီမဆိုရင်နင်းဒီလိုလုပ်မလားနင်းသမီးသူများကဒီလိုလုပ်ရင်နင်းခံနိုင်မလားဘာမဟုတ်တဲ့ဘယုတ်ဒုက္ခအဝိဇ္ဇာမဲ့အောက်တန်းပညာနဲ့သူ့ကဖက်သားကိုအဝတ်မကအသားမကမြင်လို့မဟုတ်ဆက်ကောင်းကဲရုပ်ပါတယ်မိန်းမလာခဲ့ချမ်းဆိုတခါလေးရိုက်ချပြင်မဲ့ထွက်သွားတဲ့လူကဘေးကနေပြီးတာပြန်ပေါက်လေးကချောင်းပြီးတာဆေးလုံးဝါကြီးနဲ့ရိုက်တာဟဲ့လူကိုယ်တိုင်တွေ့လို့မှတဲ့ရိုက်နေတာဒါဆေးလုံးဝါလို့မလေးကြောက်ပါပြီဆရာရဲ့အခုမှကြောက်ပါဘေးတော့ကပ်ပြစ်မယ်နဲ့မလုပ်ပါနဲ့ဆရာရဲ့နေမလုပ်ထားတော့အစာကြီးထားပါလေဆရာကြီးချနေအစာရရဲတဲ့နောက်ဘာမှမဖြစ်ပြရပါဘူးတဲ့အစာကချလို့မဖြစ်ချလို့ဖြစ်အောင်ဘုန်းတော်ကသွင်းပြီးတော့ထုံးနေဒီလိုပြောတော့ရရဲမထုတ်ပြရလိမ့်သေပေတော့ဒီမိမငါဆေးလုံးမလုပ်ပါနဲ့ဆရာရဲမလုပ်ပါနဲ့မလုပ်သူကအယိုးတခြားသားတခြားဆိုတော့ကြောက်အဲ့ဒါနဲ့တရားနာပိဋကရေဆရာရဲနဲ့ရေတစ်ခွက်ပေးတော့ဒီထက်ရေမရှိဘူးကြည့်ဦးဆရာရဲဒီမဲ့တော့လာတို့လက်ကိုဒါကဖွင့်တော့ကြံပိတ်ဖွင့်ပြေးမှလည်းသိုးပါသေးတော့ဟိုဆရာရေလာတော့ဖွင့်ကြံပိတ်ဒါကပိတ်ဖမ်းရတဲ့ပညာတွေကိုအဲ့ဒီလိုနဲ့တရားနာပိဋကဟိုကရေကိုမိမ့်မကိုယ်တိုင်သုတ္တနာစပ်ပြီးတော့မှန်းပြီးဆရာရဲတဲ့ဒီတက်လိုက်ရေလည်းတက်လိုက်ရဒီလောက်ရှိဖြက်လုံးလေးကြီးကြ
ခဏလုံးလေးတွေလည်းကြာသွားတယ်ကုန်မလားကုန်အောင်ထုံးကုန်ရလားငါလိန်လို့မရဘူးနော်ကြံနေသေးတယ်နော်ထုံးဒီမှာသေးလုံးကငါပြောနေတယ်မနာနာကငါကောင်းနေညာရဲတဲ့တလုံးကြံမှာတော့ထုံးအဲ့ဒီတလုံးအဲ့ဒီလိုအကုန်လုံးလဲထုတ်တတ်ရောကလေးမလေးသတိရဟောမမေဟင်သမီးဆရာမလေးဒီချိန်ထိလာပါပြီအမေမခေါ်ခဲ့ဘူးဆရာပေါင်းကုန်လာပါကျုပ်သမီးလေးသတိရပြီမေတော့ဝိစားတွေကိုရှင်းလာကြည့်ရမေနေအမေသွားယူမယ်ဒါတော့နေအောင်ခွင်းကြံပိတ်တကားရွေးကြီးတကူပြိတ္တာနောက်ဝိစားတွေယူလာဖွင့်ဝင်ပြန်ပိတ်ဝိစားလေးတွေဝစ်ကုန်မလားနဲ့ကုန်ပါပြီဆရာကြီးဒေါ်သမီးနောက်အငွေ့တက်တောင်မပေါ်လာသေးရဘူးပေါ်လာရင်ကျွန်တော်သာတတ်ခင်းဒီသုံးလုံးပိုင်ရှင်ဆရာကြီးကြွခဲ့ပါသာတတ်လိုက်ကျုပ်ကြားရကလာခဲ့ငါကောင်းဒီလိုနဲ့နောက်ကျွန်တော်ရေတစ်ခွက်ခွင်းကြံပိတ်ရေခတ်လာတော့မှသူကမန်းညသစ္စာကြီးတိုက်အုံတစ်ခုပြီးတာဒီပြင်ဟာဘာမှမဟုတ်ခဲနဲ့ဟိုမှာမျက်လုံးပြူးလေးနဲ့ကြည့်ရွတ်လိုက်ရွတ်ပြီးတော့ရော့ဒီသစ္စာကြီးသောက်ဆရာရင်တောက်တော့မတောက်ပြရစီနဲ့နောက်မလုပ်ပါဘူးဆရာကြီးမတောက်ပါမှာမတောက်ဘူးလားငါဆေးလုံးနဲ့ထူမလုပ်ပါနဲ့ဆရာကြီးတောက်ပါမယ်အဲ့ဒီတင်တရားနာပြိဿဟိုမိမရေတွေတောက်တော့ကျွန်တော်အရေးသူ့ဘိုက်ထဲရောက်သွားပြီကျွန်တော်ဘာမှမကြောက်ဘာမှမပူနဲ့ကျွန်တော်ဆေးရည်သူ့ဘိုက်ထဲကိုရောက်သွားတဲ့အချိန်ကစပြီးတော့သမီးများဒီလိုမကောင်းတဲ့စိတ်နဲ့ကြံမိခဲ့ရင်ကြံတဲ့အချိန်မှာသူ့ဘိုက်ကဓာတ်လန့်ထွက်ပြီးသေးပြီးသားအောင်ပြီတော့ငါကောင်းပြီနင်သွားနိုင်ငါမျက်နှာသေးချာကြည့်တာမှတ်ထားအင်းဒီသုံးလုံးပိုင်ရှင်ဆရာကြီးဆိုတာငါမိမနောက်လှည့်ကြည့်ဒီတော့ဆေးလုံးနဲ့ချင်းပြေးတာမိမထမိတ်မနိုင်ဘူးပြီးလဲပြီးရောကလေးမလေးနဲ့ပျောက်သွားရောဆရာရဲ့ပြောပါမယ်ငွေ900ကြီးငွေ900ကတော့300ရဲပဲကြီး200ပြန်ပေးခဲ့တယ်ဆိုတော့ငွေကုန်ကြေးကြများတယ်တဲ့။ဒါကိုကျွန်တော်ပြောတဲ့အတိုင်းမှာပြောရဲတဲ့ကျွန်တော်ကတားလိုက်တာ။ဒါနဲ့နောက်ပြန်သွား။တော့ဒါပဲဖိနေကုန်လုံးထက်ကောင်းပါပြီ။ကဲလမ်းရောက်တော့ငွေ300ရသွားတော့သူ့တငယ်ချင်းကလည်းသွားကြီးဖြီးလို့ဆရာရဲ့တဲ့ဆရာနဲ့ကျွန်တော်လည်းဒီလေးလာတာကြာပါပြီတဲ့ဒီဆရာကြီးဆရာဒီပညာကြီးဘယ်တော့မှပြီးဘူးပါပဲဟုတ်ဗျာမင်းကဆရာကြီးဘာတွေလုပ်နေပြန်ဆရာရဲ့တဲ့အထင်သေးမိတဲ့အဖြစ်တွေကိုသိထားမှာဟောဗျာဒုက္ခပဲဒီကောင်းတယ်ဆရာရဲ့တဲ့မဒုက္ခပါနဲ့တဲ့ကျုပ်ကဒီလိုတတ်မှန်းမသိလို့ပါဒီဆင်းဒီလုံးသုံးလုံးကိုကျွန်တော်ဟိုကြဘယ်တစ်တာနဲ့ထည့်သိမ်းရဗျာဒုက္ခပါမင်းငါဟန်ကိုဖို့ပြောရသားနဲ့မြေကြီးနဲ့ဟိုကျွတ်နဲ့အဲ့ဒါအုံဒီခဲနဲ့လုံးလာလွှဲပြလိုက်ဟာဘာမှမဟုတ်ဘူးဟာဆရာရဲ့တဲ့မလို့ပါနဲ့ဆရာနှစ်လာဘယ်နှစ်လာတော့မင်းရှင်းနေငါလုံးလာတယ်အဲ့ဒီမှာတရားနာပြိဿနောက်သေးချာပြောပြတယ်ဟန်ကိုဖို့အကြောင်းဒါကြောင့်ဟန်ကောင်းလို့ရှိရင်သမင်းတလုံးမငတ်ဘူးဒုခိကလည်းဟန်အင်မတန်ကောင်းလို့ဖြစ်တချို့များဟန်ကောင်းတာအိမ်သားစရာမရှိရင်နေပဲဒီအပြင်ဘက်တွေ့နေရလို့ကတော့တစ်ထေးသမီးတစ်ထေးသားဒုခိအင်မတန်ကောင်းတရားပွဲကအပြန်မှာခမည်းတော်ဟန်ကောင်းကြရင်တော့အတန်ကောင်းကြရင်တော့တရားပွဲကပြန်လာတာပါလားဟဲ့လို့တရားဆောင်လေးတွေများပြောသွားမယ်ဆိုရင်ဘေးကသာဓုမခေါ်ဘူးလားကိစ္စဒီလိုမဟုတ်ဘဲနဲ့ရုပ်ရှင်ကြောင်းတွေဇက်ကြောင်းတွေစီးပွားရေးကြောင်းတွေပြောသွားရင်တရားနာပရိသတ်လို့ခင်ဗျားတို့ကိုဘေးလူတွေကတတ်မှတ်နိုင်မှာမလား။ဒါကြောင့်ဟန်ကောင်းကောင်းလေးနဲ့ပြန်ညာလို့ကျုပ်တိုက်တွန်းပါတယ်။ဗါတဲ့ပြောကြည့်သားမှ9က3ခု
မကောင်းတာတွေကိုမလုပ်ပါနဲ့ကျွတ်တော့ငယ်ငယ်တုန်းကတော့အဘိဓမ္မာဟောခဲ့တဲ့ဤဒီကသုတ်တန်ဒေသနာတော်များဖြစ်သေးသည်ကိုမှတပါအလွန်တရာနဲ့ခက်ခဲသိမ်မွေးလှစွာသောအဘိဓမ္မာဒေသနာတော်များကိုဟောတော်မူလိုသည်ဖြစ်၍ကုသလာဓမ္မအကုသလာဓမ္မဟု၍ဟောတော်မူသည်ကျွတ်တော့ကလည်းစာမသိမှုသေးဘူးမူဒီလောက်ဟောလိုက်တာနာတဲ့လူကလည်းမူဒီလောက်နာသွားတာအိမ်ကြတော့လည်းမူဒီလောက်ပဲကြံတော့ကုသလာဓမ္မဆိုတာဘာမှမသိခဲ့ဘူးအကုသလာဓမ္မဆိုတာဘာမှမသိခဲ့ဘူးဟောအခုတော့ကုသလာဓမ္မဆိုတာပါဠိဟဲ့ငါညီညာနှမများမှတ်သွားတာမြန်မာလိုပြောတော့ကုသိုလ်တရားလို့ခေါ်သည်ဘယ်လိုခေါ်တော့ဟဲ့အဲ့ဒီကုသိုလ်တရားကနားချင်းအောင်ထပ်ပြောမဟဲ့ကုသိုလ်တရားဆိုတာကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားလို့ဆိုတော့ကောင်းတဲ့အလုပ်လို့ခေါ်သည်ဘယ်လိုအလုပ်ကောင်းတဲ့အလုပ်ကိုနားရှင်းအောင်ထပ်ပြောမယ်အပြည့်မရှိတဲ့အလုပ်ဘယ်လိုအလုပ်တော့အပြည့်မရှိတဲ့အလုပ်ဒါဖြင့်ကုသလာဓမ္မဆိုတာကုသိုလ်တရားနားရှင်းအောင်ပြောတော့ကောင်းတဲ့အလုပ်ဒါရတဲ့ရှင်းအောင်ထပ်ပြောလိုက်တော့အပြည့်မရှိတဲ့အလုပ်ဟောဒါနားလည်သွားအဲ့ဒါကိုပါဠိလိုပြောလိုက်တော့ကုသလအနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာဆိုတော့ဒါလူတိုင်းနားလည်ပါမလဲတော့ကုသလဓမ္မဆိုတဲ့ကုသိုလ်တရားကောင်းတဲ့အလုပ်အပြစ်မရှိတဲ့အလုပ်ကိုလုပ်ရင်အပြစ်မရှိတဲ့ကောင်းကျိုးကိုခံစားရမယ်ခုနပါဠိတရားနာတဲ့အလုပ်ပြိဿကြီးကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်ဒါဖြင့်တရားဟောတဲ့တရားနာတဲ့ကောင်းတဲ့အလုပ်ကြီးကုသလဓမ္မကိုတိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်များကစပြီးခွင့်ပြုထားလို့ခင်ဗျားတို့တို့စိတ်မချမ်းသာဘူးလားကောင်းတဲ့အလုပ်လုပ်တော့စိတ်ချမ်းသာတဲ့အကျိုးတရားတွေမခံစားရဘူးလားသဘောပေါက်သွားပြီဒါဖြင့်အကုသလဓမ္မဆိုတာပါဠိမြန်မာလိုပြန်တော့အကုသိုလ်တရားပါတယ်တော့အကုသိုလ်တရားဆိုတာကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ဆိုတာအပြစ်ရှိသလားမရှိဘူးလားအပြစ်ရှိတဲ့အလုပ်အဲ့ဒါပါဠိလိုပြောတော့အကုသလသာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာဒါလူတိုင်းမသိအခုပြောလိုက်တော့နားရှင်းသွားပြီဟာအကုသလဓမ္မဆိုတာအကုသိုလ်တရားမကောင်းတဲ့အလုပ်အပြစ်ရှိတဲ့အလုပ်တရားနာလို့ကောင်းတဲ့အလုပ်လုပ်လို့အပြစ်မရှိတဲ့အကျိုးတရားခံစားရပေမဲ့လို့တရားဝဲကြီးကပြန်သွားတော့ gain တရားနာပရိသတ်ကြီးသူများဆွဲလာတဲ့ကျွေတဲ့ပစ္စည်းလေးသွားဖြုတ်လိုက်ဖြတ်လိုက်အဲ့ဒါကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်ဒီမှာကောင်းတဲ့အလုပ်လုပ်တော့ကဘယ်သူမှမစော်ကားပေမဲ့လို့သူများလည်းဘင်းကဆွဲကြိုးလေးသွားဖြုတ်လိုက်ဖြတ်လိုက်တော့မကောင်းတဲ့အကုသိုလ်တရားကြီးလုပ်တော့အဲ့ဒါအပြစ်ရှိသလားမရှိအပြစ်ရှိတော့အဲ့ဒီဆွဲကြိုးအပြုတ်ခံရတဲ့လူကဒီတိုင်းရှိနေမလားဒီမဲ့ပေါ်မလားပရိသတ်ကြီးတော့ဝိုင်းမဖမ်းဘူးလားဖမ်းတော့မမိဘူးလားပြီးတော့သူ့ကိုတရားနာပရိသတ်ကြီးတယ်ဖို့ဂတ်တဲဖို့တော့ဂတ်တဲကဖမ်းမချုပ်ဘူးလားဖမ်းချုပ်တော့ခိုးတဲ့လူအကုသလဓမ္မဆိုတဲ့အကုသိုလ်တရားမကောင်းတဲ့အလုပ်အပြစ်ရှိတဲ့အလုပ်လုပ်တော့ဂတ်တဲကဖမ်းချုပ်တဲ့ချိန်ခါမှာမင်းသူတော်ကောင်းလေးဆိုပြီးတော့ဖိတ်ချိုးတွေပါလေတိုက်ပါလူရလေးတစ်လိမ့်လောက်ပေးပါဘယ်နေရာထားလို့ဆိုတော့ဟိုတန်တိုင်ကြီးတွေနဲ့လေကျေးတော့ဘယ်နေရာထားတန်တိုင်ကြီးတွေလေအိမ်ကမိန်းမက9ယောက်ချက်ကတဲရောက်တယ်လာပြီးတော့တန်တိုင်ကြီးကွာတော့ဘာမှမပူနဲ့နင်တို့ကကောင်းအောင်ဗလေမကောင်းတဲ့အလုပ်လုပ်တော့မရတဲ့ကွယ်သားတဲ့ကွယ်နဲ့အဲ့ဒါအကုသလဓမ္မအကုသိုလ်တရားမကောင်းတဲ့အလုပ်အပြစ်ရှိတဲ့အလုပ်ကိုလုပ်တော့အပြစ်နဲ့တကွမကောင်းကျိုးတွေခံစားပြီးငါထဲရောက်ရပါပြီသဘောပေါက်ရဲ့လားဒါတော့ဘုန်းကြီးတို့ကတော့ဒီလိုဟောနေရတဲ့ဘုန်းကြီးနားလည်အောင်ဟောရတော့လည်းပဲဝိပဿနာမှနာခြင်းပါတယ်အထင်မြင့်မြင့်မှဆိုရင်ကျုပ်ပြေကားမယ်ကျုပ်ပေါ်ကနေပြီးကျုပ်ပြေထားပြီးအဖြစ်ဖြစ်တာညင်းတဲ့ပုဂ္ဂိုလ်ကြီးလေသူတို့ကတော့ခန္ဓုမှုနဲ့လူရင်းနေနားလည်အောင်ဟောရကဲမနေ့ကဝိပဿနာလေးကိုပြန်ဖက်ကြလိမ့်အခုမကောင်းတာမလုပ်ပါနဲ့လည်းသိသွားပြီကောင်းတာလုပ်ပါလည်းသိသွားပြီစိတ်စင်ကြင်အောင်ထားပါဆိုတဲ့ကပြိဿကြီးလောဘဒေါသမောဟမာနဒိဋ္ဌိတွေရှိရင်တရားဝဲလာနိုင်မှာမလာနိုင်တော့ခုတရားဝဲလာတဲ့အချိန်ခါမှာလောဘဒေါသမောဟတွေကင်းမနေဘူးလားပြိဿကင်းနေတော့ခင်ဗျားတို့စိတ်ကလေးမစင်ကြယ်ဘူးလား
ကဲစင်ကြယ်သွားသဖြင့်စင်ကြယ်နေတဲ့အချိန်ခါမှာမနေ့ကဝိပ္ပန္နသကိုတစ်ထက်နှစ်ပါးပွားပြီးထုတ်ကြည့်တာဆိုကြည့်နောက်ကလက်ချိုးပြီးတော့အနိစ္စဒုက္ခအနတ္တအတုပါဘယ်နှခုပြန်ပြောသားမှာမှတ်မိပါလားအနိစ္စမြန်မာလိုပြောတော့မမြဲဘူးဘုရားကမမြဲပါဘူးလို့ဟောတဲ့အနိစ္စကိုခမည်းတော်ကျွတ်တို့ကမြဲပါတယ်လို့အမှတ်မှားနေရင်ဘာဝိပ္ပန္နသဖြစ်အမှတ်မှားရင်ပညာလေအမှတ်မှားတယ်ဆိုတာမနေ့ကပြောခဲ့ပြီလားအမှတ်မှားရင်ဘာဝိပ္ပန္နသအတိမှားတော့စိတ်တဝိပ္ပန္နသအယူမှားတော့ဖြည်းမှားသွားတယ်ယောဂတာမှာဘုရားကမမြဲဘူးဟောတာကိုမြဲတယ်လို့မှတ်ရင်သင်ညာမြဲတယ်လို့သိရင်စိတ်ဓာတ်မြဲတယ်လို့ယူရင်ဒိဋ္ဌိသင်ညာဝိပ္ပန္နသစိတ်ဓာတ်ဝိပ္ပန္နသဒိဋ္ဌိဝိပ္ပန္နသအနိစ္စဘောမှာဘယ်နှချက်တုံးအဲဘုရားကဆင်းရဲတယ်လို့ဒုက္ခမဟောဘူးလားပြိဿဘုရားတို့တို့ကဆင်းရဲတယ်လို့မထင်မဲနဲ့သာဝနေရေချောင်းချောင်းလဲလဲဆိုရင်ချမ်းသာတယ်လို့မှတ်နေတဲ့သင်္ကြန်ဝိပ္ပန္နသသိနေတဲ့စိတ်တဝိပ္ပန္နသယူနေတဲ့ဒိဋ္ဌိဝိပ္ပန္နသဒုက္ခဘောမှာဝိပ္ပန္နသဘယ်နှချက်တုံးသုံးခြင်းတိုင်းတာဖြင့်ကောင်းပြီအနတ္တတဲ့ဘုရားကအစိုးမရဘူးတဲ့အနိတ္တရရှားမရဘူးတဲ့အတ္တရကထပဲဖြစ်တယ်အဲ့ဒီအနတ္တကိုဘုရားကိုယ်တော်မြတ်ကအစိုးမရပါဘူးလို့ဟောနေထားတာကိုပင်လျင်ခင်ဗျားတို့ကျွတ်တို့ကဟဲ့ငါလောက်ဖြစ်တယ်ကွာအစိုးမရပါဘူးပြောရတာနဲ့ငါလောက်ဖြစ်တယ်ငါရှာရတယ်ငါဖန်ပြီးလွယ်တယ်မှတ်ဘူးလားအဲ့ဒီတိုင်းမှတ်တာပေါ့ပြိဿငါဆွဲနေအဲ့ဒီငါဆွဲပြီးတော့အစိုးရတယ်ဆိုတဲ့လူတွေအခုခင်ဗျားတို့ဟောဒီတရားပွဲတဲ့ကြုံမဲမယ်မညောင်းပါနဲ့ပြောလို့ရပါခန္ဓာကိုယ်ကြီးနဲ့ငါကျွေးကလှပြီးမွေးကလှပြီးသူချင်းဖန်ခါနင့်ကိုလည်းအဝတ်သားတွေဆင်ကလှပြီးငွေရကြီးတရောင်တောင်းနဲ့သိပ်ခဲ့ပြီးနိုင်လို့ချင်လောင်ကြီးနဲ့လို့သိပ်ခဲ့ပြီးနင့်ကိုလေငါအသက်သာရအလိုလိုက်ခဲ့ပြီးငါတရားနာတော့လေမညောင်းတမ်းပါနဲ့ပြောလို့ရပါခေါင်းမကိုက်ပါနဲ့ပြောလို့ရပါမနာတမ်းပါနဲ့ပြောလို့ရပါအဲ့ဒါအစိုးရလို့လားအစိုးမရလို့ဒီလိုအစိုးမရပါပဲလျက်နဲ့လောကကြီးမှာတချို့ကဟဲ့ငါလောက်ဖြစ်သကွာငါကြံခံနိုင်ရောလားကွာလို့အမှတ်မှားနေရင်သင်္ကြန်ဝိပ္ပန္နသအသိမှားရင်စိတ်တဝိပ္ပန္နသအယူမှားရင်ဒိဋ္ဌိဝိပ္ပန္နသအနတ္တဘောမှာသုံးခြင်းဘယ်နှချက်တော့သုံးခုပြီးသွားပြီအတုပမြန်မာလိုပြန်တော့ပါတယ်ရန်ကုန်မြို့ဘုဟုတုတဖြစ်ရန်ကုန်မြို့ကမာယုတ်ကဘုဟုတုတယူသွားရအောင်အတုပမြန်မာလိုပြန်တော့ပါမလေးနဲပါဘုဟုတုတများတို့ကမသာပြောလို့တော်သေးတော်တရားသွားဟောအတုပဆိုတာဘာတော့သေတာငါညီများနှမများဒါကြောင့်ငါကဘလုံးရှုပ်ခွေးကြော်ပြောတာနင်တို့နားမလဲတာမင်းတို့နားမလဲတာတွေကိုငါကပြောချင်လွန်းလို့တချို့ကအတုပဆိုတာမသာတော့ပဲအောင်းမိတယ်ကွာအတုပဆိုတာသေတာတစ်ခုတော့ပဲအောင်းမိတယ်အတုပဆိုတာပါဠိမြန်မာလိုပြောတော့မတင့်တယ်ဘူးတဲ့ဒါပြောတာအတုပမြန်မာလိုပြန်တော့ပါတဲ့မတင့်တယ်ဘူးအဲ့ဒီအတုပမတင့်တယ်ပါဘူးလို့ဟောထားတာဒီခန္ဓာကိုယ်ကြီးခန္ဓာကိုရလာတဲ့ကဘုရားကတုပဟောသလားအတုပဟောသလားသေလို့အတုပဟောတာလားခန္ဓာရလို့အတုပဟောတာခန္ဓာကြီးရလာတဲ့ကအတုပဟောတာဒါသေလို့မသာဖြစ်မှအတုပဆိုတော့ဘွားကြဆိုတာဗောဒီခန္ဓာကြီးရလာတဲ့ကဘုရားကိုယ်တော်မြတ်ကအတုပမတင့်တယ်ဘူးလို့ဟောသည်ခင်ဗျားတို့ကျွတ်တို့ကတင့်တယ်လို့မှတ်ပြီးပညာဝိပ္ပန္နသသိပြီးစိတ်တဝိပ္ပန္နသယူပြီးဒိဋ္ဌိဝိပ္ပန္နသဟောအမှတ်မှားပြီးမှအယူမှားသူ့ဘလို့မထင်ဘူးလားပြိဿကြီး
အမလေးအဝတ်စုပ်အင်ကြီးစုပ်သိုးစုပ်ခမိန်စုပ်လေးဝတ်တော့ဘယ်နေရာထိုင်လိုက်ကိစ္စမရှိပါဘူးတဲ့ငကူတွေကမှအစိုးရမတင်တယ်ပဲဘူးတဲ့မိုက်ပုံနဲ့လည်းထိုင်လို့ရဘူးလားစုပ်ပြလေးဝတ်ထားတော့မြေကြီးပေါ်လည်းထိုင်ထားလို့မရဘူးလားကားဖြင့်ကောင်းပြီအတူမင်္ဂလာဝတ်ဖျားဝတ်လိုက်ခံနေကြဟောတစ်တာတဲ့အောက်ရိုးကျိုးနေတဲ့အောက်ဆုံးထည်လေးအောက်ဆုံးထည်ဆိုလို့တစ်တာတဲ့အများကြီးမှတ်နေအဖုံးအောက်ကနေတစ်တာကအဖုံးနဲ့ကိုအဖုံးအောက်ကမှသူကအောက်ဆုံးလို့ပြောတာအဲ့ဒီထည်လေးဝတ်အဲ့ဒီထည်လေးဝတ်အမလေးမှန်ကြီးရှိကထောင်းကိုလုံးပေါ်မှန်ကြီးနှကန်းဒီလေးသိုးမိမစီယောက်ျားလည်းသိုးကုန်ကြပါဘူးနှကန်းဒီလေးသိုးလက်သေးဒီလေးသိုးအာသနာခန်းလေးလေးမှန်ကြီးရှိကထားလို့ကြီးကြည့်လိုက်မဲကြည့်လိုက်ရွဲကြည့်လိုက်စောင်းကြည့်လိုက်မဲကြည့်လိုက်တဏီကုံကြီးကြည့်ပြီးတော့ကိုင်းထွက်လာတော့လေသူ့ဟာဘာတစ်ခုမှအပေါ်မပါဘူးဒါပေမဲ့လို့အဝတ်စုပ်ကလေးနဲ့ထိုင်နေရထိုင်ပေမဲ့လို့အဲ့ဒီအဝတ်ကောင်းအသားကောင်းလေးဝတ်ပြီးပြုပြင်လာတော့သူ့ကိုယ်သူတင့်နေတယ်သူ့ဘာလို့သူ့ကိုယ်သူတင့်နေတယ်သူ့ဘာလို့ထင်ပြီးတော့ပရိသတ်ကြီးမြေကြီးပေါ်ထိုင်သေးလားသူ့ဘာလို့မှတ်သွားပြီဖြာပေါ်တောင်တင်ပြူးလေးနဲ့မှတင်ပြူးပေါ်တောင်ကော်စောလေးနဲ့မှမဲကော်စောပေါ်တောင်ဆေးရိပ်ပြာလေးပြီးထိုင်ပြီးတော့ထိုင်ရာကထားတင်မားလေးလက်နဲ့ပုတ်အမလေးမတင့်တယ်ဘူးဖြစ်သွားမှသိုးလို့တဲ့ခန္ဓာရလာကြတဲ့ကအတုပဟောတာကိုသူ့ဘာထင်နေကြရင်ဖြင့်ဝိပန္နတအတုပမှာ၃ချက်ဝင်လိုက်ပြီ။အဲမေးရအောင်ပြိဿအနိစ္စဘောဝိပန္နတ၃ချက်ဒုက္ခဘော၃ချက်အနတ္တဘော၃ချက်အတုပဘော၃ချက်ဆိုတော့ဝိပန္နတဘယ်နှချက်ဖြစ်သွားလဲ။ဝိပန္နတဘယ်နှပါးဖြစ်သွားလဲ။အဲ့ဒီဝိပန္နတ12ပါးမကွာသမျှဘာလို့ဒုက္ခဝတ်သွင်းကမလွတ်ကင်းသေးဘူးမှတ်ခဲ့ပါလို့ပါမလားပြိဿကြီးဒါသာဝိပန္နတပြောနေတာကလက်တွေ့ဝိပန္နတလေးပြောရအောင်နည်းနည်းနားထောင်ပြိဿကြီးဇပွဲတွေကြည့်ဘူးလားဘုန်းကြီးတော့နည်းနည်းစိတ်ချမ်းသာရောက်ပဲဒီနေ့ပွဲကြည့်တဲ့လူကအတော်နည်းတယ်တို့ပြိဿကတရားပွဲလောက်ကလာတာပွဲမကြည့်ကြဘူးပါပဲသူစိတ်ချမ်းသာတာကိုပြောဝဲကြော်ကြတယ်မြို့ကိုဝင်မြင့်ဘူးသားအများခုံးလားမသိပါဘူးကြည့်ဘူးလားတောင်မဖြေလို့ပြောနေပြေးသားကြီးဇပ်ပွဲတွေကြည့်ဘူးသလားအလံထားတယ်တစ်ချက်မြော့သွားပွဲကြည့်ဘူးတော့ဟဲ့ရှေးဦးပထမဇပ်ပွဲဘာထွက်တယ်အပြိုတော့နဂတော်ထွက်ချင်ရထွက်အပြိုတော့ထွက်ပြီးတော့ဘာတော့ဟဲ့ဗဒါအကုန်သိနာဟုတ်ဗဒါပြီးတော့ဘာထွက်တော့ဟဲ့ပြဿဆိုတာသူတို့ဘာလုပ်ကြတာပါလဲပြဿဆိုတာအမှန်တော့ပြတာပြတဲ့ဇာပြဿဆိုတာကရင်လားပြိဿမကဘူးရှိတဲ့ဝတ်စားလေးထင်လဲနဲ့ဝတ်ပြီးတော့အောက်ကကြည့်နေတဲ့လူတွေကိုတခါတည်းသူတို့ကထွက်ပြဒီဘက်ကထွက်လာလိုက်ဟိုဘက်ဝင်သွားလိုက်ဒါဟိုဘက်ကထွက်လာလိုက်ဒီဘက်ဝင်သွားလိုက်သူတို့ပြောကြရင်ပြောထွက်လာလိုက်ကြီးဆိုထွက်လိုက်ကြီးဆိုဝင်သွားလိုက်ဒါအောက်ကလူချင်းမျက်တော့မခောက်ခဲကြည့်ကျမ်းစာမင်းသားမင်းသမီးများကရလားပြိဿကပါမင်းသားကမင်းသမီးလက်ကလေးဆွဲပြီးဗာပြောလိုက်သိရတာလည်းမပြောဘူးခင်ဗျားတို့ကြုတ်ပြောမှာဗာဖြစ်သေးမင်းသားကမင်းသမီးလက်ကလေးဆွဲတယ်အချစ်ဆိုတဲ့ပြဿနာများရဲ့ဒီရစတွေကနိဗ္ဗာန်မတောင်းနဲ့အာညောင်းမသေးဘူးသေပြီးဟိုဘက်ဘဝဆက်အောင်မှာဘဝမပြတ်ဘူးကြည့်ဟိုမှာအချစ်ဆိုတဲ့ပြဿနာများရဲ့ဟန်ကျေပါပြီတဲ့အမေးလိုက်တွေပါရင်ဆွဲလှဲ့တာဟိုဘက်ရောက်သွားပြီဒါပဲစတာလည်းမဟုတ်ဘူးဆိုကြမင်းသမီးကအားကြမခံပြန်ပြောကိုတို့ယောက်ျားဖောက်ပြားတတ်တဲ့ယုံနိုင်မှာဘူးကွယ်ဟိုဘက်ရောက်သွားပြန်ကွယ်လှဲ့နေတာဒါလူချင်းကြည့်ပြီးအောက်ကဓာတ်ခိုက်နေမဲနေဟာ
လူတွေဘာတွေများထောင်းလို့ဖြစ်နေတဲ့အောက်ကဒီတော့ပြတ်သားပရိသတ်သူကအဲ့ဒီပြတ်သားပြီးတော့ဟောကဇရောက်လာတော့မင်းသားမင်းသမီးထွက်လာတော့လောဘနဲ့ဒေါသကအမလေးသူနိုင်ငံနိုင်အပြိုင်ချင်းမင်းသားမင်းသမီးလေးကြည့်နေတဲ့လောဘအကြီးကနေပြီးတော့လူတစ်ယောက်ကဝင်မတ်တိုက်ရတော့ဘေးကဒေါသဖြစ်မင်းသားကြည့်နေတာလောဘမင်းသမီးကြည့်နေတာလောဘကြီးကခေါင်းကြီးဝင်ရလိုက်တယ်အဲ့ကမင်းရှေ့ပြနေမယ်ခေါင်းကွန်းစားသွားဒေါသလူတယောက်ကဒီလောဘဒေါသတွေရှိရလားဟိအတူတူပုကထိုင်လို့မျက်စောင်းထိုးရအပေါ်လာဆိုရင်ဒီလိုတရားပွဲလို့ဖြားတွေခင်းပေးရလားဟိမလေးခင်းမပေးတဲ့ပြင်ဝယ်ရတယ်ဒါမျက်စောင်းတစ်ခဲခဲနဲ့ဒီဘက်ဟိုလူကသူ့ဖြာပေါ်လာပြီးဘူးလေးတင်မျက်စောင်းတစ်ခဲခဲဟိုဘက်တိုးဒေါသဒီတဲ့ဟိုလူကကိုဖြာအောက်ကိုခဏမထိုးဘူးဟိုဘေးဖြာအောက်သွားခဏဒီဘက်ကမရှိမနှက်ကိုဖြာအောက်ကိုထိုးခုလူကြီးထိုင်မကောင်းဘူးဒေါသတွေမင်းသားမင်းကြည့်ခြင်းနဲ့လောဘရှေ့ကကလေးမလေးတယောက်ကမမြင်ရလို့ဘူးလေးနှစ်ဖက်အောက်ပေါင်းပေါ်လက်ဖနှောက်လေးနဲ့ထောက်ပြီးလေပင်းလေးဆန့်ပြီးအားဆန့်ပြီးနောက်ကမိမမရှိဘူးအဲ့ကောင်ကဖျားနေရှိတာကြီးထားတာငါမမြင်ဘူးအမလေးလောဘတွေဒေါသတွေနဲ့တို့တရားပွဲတဲ့များဓာရီပါရလားပြိဿဒါကြောင့်တရားနာရတာစိတ်ချမ်းသာတဲ့ဆိုပြီးလားနေကြတာပေါ့စိတ်ဆင်းရဲတဲ့လောဘဒေါသတွေဝင်ခိုးအောင်နေမဲ့နေရာဆိုရင်ရောက်လာပါမလားပြိဿကြီးဒါကြောင့်တရားနာပြိဿကြီးအဲ့ဒါလို့နှစ်ပါးစွာကြည့်ပြီးတော့မျက်တောင်မခတ်တချို့များမင်းစည်းပြုတ်ကြဒါတဲ့ချင်းဝင်မှာမကြောက်မင်းစည်းပြုတ်ကြတယ်ဆိုတော့ဒါကြီးဟာဘေးကစင်ပြိုလိုက်မှလှဲပြိုလိုက်မှဟောတော့ဆိုပြန်သိမိုးလင်းကလီလာပြီဟိုကနှစ်ပါးသွားပြီးလို့ဇတ်ထုတ်ကမင်းသမီးကားလေးကြီးတော့ပေါ်ပါလေးလွှမ်းလို့မင်းသမီးသေးတာမင်းသမီးဘာပြုတာသေးတာမင်းသမီးသေးတာတဲ့ပြိဿအဲ့ဒါပွဲခင်းတဲ့တယောက်ထဲရှောက်မေးပြီမင်းသမီးအဟုတ်သေးတာလားလို့မေးဘယ်ဟုတ်သေးမှာတော့နဲ့အဟုတ်သေးသူ့နောက်ပွဲပဲကနိုင်တာပဲသူ့အောင်လို့ရတာပေါ်တယ်မြင်းမူနာတဲ့ဟိုမှာဖိုက်ကလေးဖောင်းတာအသက်ကြီးနေတာမဖောက်သေးဘူးနော်နောက်မင်းသားကကားလေးကြားတဲ့ကကလေးလေးကြည့်ဆမ်းမဖားရချပြန်သားရဲ့လူလေးရဲ့မင်းကိုလှကြည့်လားသားရဲ့မေးကြည့်မင်းသားလက်ထဲကဟုတ်ကလေးလားဟိုတဲ့အယုတ်ပါတဲ့သူ့အောင်လို့ရတာပေါ်ဖောက်သေးဘူးသိသေးတယ်နောက်ကလေးကငိုတယ်ငိုပြီကလေးကမင်းသားလက်ထဲကကလေးကငိုတာလားမေးကြည့်ဟိုတဲ့အယုတ်ပဲငိုနိုင်မှာတုံးတယ်ကားလေးနောက်ကဘယ်ကလေးဖိုက်တော့ဆွဲသိမှမရှိဘူးဖောက်သေးဘူးဟဲ့သိသေးနောက်မင်းသားမင်းသမီးနာကတ်လာကောင်းရင်ပြေးလိုက်ချွေရင်ပြေးလိုက်ဆိုကြလက်ချားလေးစမ်းကြည့်လိုက်ကလေးကတဲနဲ့ငိုတော့သားရဲ့လူလေးရဲ့မင်းမရှိရင်မင်းတလောက်ငိုမှမဟုတ်ပါဘူး။အိုးမသိငါကြီးရဲ့သမလေးမင်းထားမကြည့်တော့ဘူးလား။အောက်ကဒူးတွေပါထောက်ကုန်။ခုနအမှန်ကြီးမျက်စိလဲပြီးထောက်သွားပြီးဝိပ္ပန္နသားကဒူးတွေပါထောက်လာတယ်။မျက်စိလဲသွားပြီးမြစ်ပေါက်လို့ရတာ။မျက်စိလဲသွားတဲ့အချိန်ကြတော့ကမှစမပြောတယ်လက်ပေါ်ဖေးကပွေရကနေအမေပုံစံကဝါနှငုံငါနှစ်ဖြားဆုံးယုံမထွက်တော့ကြောင့်အော်လူကလေးမောင်ရဲ့ငိုချက်မောင်ကဲကောက်ဘူးတော့အောက်ကဒီကြောင်ကောင်းပါလေးတွေဆိုင်းတော့လားမျက်ရည်သုံးကုန်တာဒီထဲတချို့ကနှစ်ပါးသွားမပြလိုက်တော့မဖြစ်ဘူးတဲ့ငါနောက်ရက်ကပန်းမကြီးလားပန်းမကြီးကြည့်ရင်နိုးအောင်ပေါ့တော့မှမနိုးဘိုးချိုးပြစ်တာတောင်ဒီပန်းမထိုးဖောက်လဲသူမနိုးဘူးဒါကြောင့်တောက်ကြီးတောက်ထိုးနဲ့တချို့မိမကတော့မင်းသားဘလောက်အော်ပါဟိုအချက်ရှိတယ်ပြီးလင်းအောင်ကြီးမှောင်လေးတဲ့ပြန်အချက်မရှိတဲ့မိမကပတ်စာကွာဖြာလို့ဒီထဲသူ့ပါလာတဲ့ဖြာကတပိုင်းတို့ဖြာကြီးမရမကလိတ်ရိတ်တဲ့ဟိုလူချိတ်ခွဲဒီလူချိတ်ခွဲနဲ့လဲနေတာပဲတခါလေ
ဒီထဲအရက်ထဲရောက်တော့သူ့ဘသူမှဘာပြောပဲနဲ့ခမိန်မပြီးဇောက်တိတောက်သွင်းနဲ့ငေါ့သွားပြီဟဲ့ကိုဖတ်ကိုလင်းအောင်ပြီးဘာဖြစ်ငေါ့လာတာလေအောက်ပြန်လာဝိပ္ပန္နသလက်တွေ့ဝိပ္ပန္နသတွေပြောနေဒီထဲငံပြရေးချက်ပါတယ်သားတွေတုပ်ကြီးခတ်မောင်မင်းကြီးသားများကငံရမလားလို့ရိုက်ဆွဲပြီအမေလို့တဲ့လူကပြောတယ်သမီးတဲ့ပွဲကြည့်ထားပြီတဲ့သမင်းစားပြီးမှအိတ်တော့ကိုတော်ပြီးတဲ့ညနေကျမှတခါတည်းပေါင်းစားပွဲကြည့်တဲ့ရဆံကုန်တော့သက်သာတာတစ်ခါစားတာကိုဥပုသ်ဆောင်လို့တော့မဟုတ်ဘူးလေတောက်တောက်ထိုးအိတ်ဒါကြောင့်တရားနာပိဋကကြီးခမည်းတော်ကိုကြုတ်ဒီကနေ့ဝိပ္ပန္နာသ32ပါးကိုဒီကနေ့နားလည်တဲ့စကားလုံးနဲ့ပြောရပါသဖြင့်ဝိပ္ပန္နာသ32ပါးပွားပုံလေးနဲ့သိသွားပါလားပိဋကအဲဆိုတော့မှအနိစ္စဒုက္ခအနတ္တအတုပါဘယ်နှခုတော့၄ခုအဲ့ဒီ၄ခုအနိစ္စပေါ်မှာစိတ်တဝိပ္ပန္နာသပညာဝိပ္ပန္နာသဒိဋ္ဌိဝိပ္ပန္နာသဘယ်နှချက်တော့ဒုက္ခပေါ်မှာရောဘယ်နှချက်တော့အနတ္တပေါ်မှာရောအတုပပေါ်မှာရောမသားပေါ်မှာရောနားလေအောင်ပြန်ပြောရသုံးလေးလီဘယ်လောက်တုံးဟဲ့ဝိပ္ပန္နာသ32ပါးသဘောပေါက်သွားပါလားလက်တွေ့ဝိပ္ပန္နာသလည်းပြောလို့သိပြီဗလားသိပြီရင်ဖြင့်ဒီကနေ့ကစရဝိပ္ပန္နာသတရားတွေကိုခွာရှောင်၍နိဗ္ဗာန်တောင်ကောင်းတစ်ဖက်နှံတို့တက်လှမ်းနိုင်အောင်သိသမျှကလေးတွေနဲ့ကျင့်ကြံကြိုးကိုအားထုတ်ရနိုင်ကြပါစေကုန်သတည်း